ဝါအများကြီးညိုမြတ်တာပို့ထားထင်ရှားကြော်သောကြီးမှာတန်တရားနဲ့ပဲလို့ဖို့မြဖျားကုန်ရေးဓမ္မကုန်ရေးခြေတန်ကအပေါင်းအားရှိခိုးကြောပါသည်ရှင်မြို့မှာကုသိုလ်ပြုရင်မြတ်တာရှိထား၍တရဝအပေါင်းအားကရင်နာတရားထားရပါမည်ပူဇော်လို့ရှိခိုးကြတော်မူမြတ်ဖျားကုန်၏ဓမ္မကုန်၏ဖျားတာတော်ဦးခိုင်ကြတော်ပါသည်အကျိုးရှိဖြာပါအပူဇော်ခံရထမြင့်ဉာဏ်ပညာမိမိစန္ဒအများလိုက်ပါစီရိပေါ်များရုပ်အစည်းဝေးဝါအများကြီးညိုမြတ်တာပို့ထားထင်ရှားကြော်သောကြီးမှာတန်တရားနဲ့ပဲလို့ဖို့မြဖျားကုန်ရေးဓမ္မကုန်ရေးခြေတန်ကအပေါင်းအားရှိခိုးကြောပါသည်ရှင်မြို့မှာလို့ကုသိုလ်ပြုရင်မြတ်တာရှိထား၍တရဝအပေါင်းအားကရင်နာတရားထားရပါမည်ပူဇော်လို့ရှိခိုးကြတော်မူမြတ်ဖျားကုန်၏ဓမ္မကုန်၏ဖျားတာတော်ဦးခိုင်ကြတော်ပါသည်တရဏသစ္စာမိဘဖျားဓမ္မ
ရှင်တော်ဖျားဒီတာဧကံအမှန်ကိုယ်ဝေရအမှန်ပုံတန်တရဏံယုံကြည်ပါသည်အားထားပါသည်စိတ်ကပ်ပါ၏ကိစ္စမေဘုရားမေတရဏံအညံနတိပုံတန်တရဏံကိစ္စမေပုံတန်တရဏံကိစ္စမေရှင်တော်ဘုရားမွေချာဒေသနာတရားဒီတာဧကံအမှန်ကိုယ်ွယ်ရအမှန်ဓမ္မံတရဏံယုံကြည်ပါသည်အားထားပါသည်စိတ်ကပ်ပါ၏ကိစ္စမေဓမ္မောမေတရဏံအညံနတိဓမ္မံတရဏံကိစ္စမေဓမ္မံတရဏံကိစ္စမေရှင်တော်ဘုရားတပည့်သားတန်ဃာတော်များသည်တာဧကံအမှန်ကိုယ်ွယ်ရအမှန်သံဃံတရဏံယုံကြည်ပါသည်အားထားပါသည်စိတ်ကပ်ပါ၏ကိစ္စမေတန်ကိုမေတရဏံအညံနတိတန်ဃံတရဏံကိစ္စမေတန်ဃံတရဏံကိစ္စမေပုံတန်တရဏံကိစ္စမေပါဗျာ ရှမ်းပြည်နယ်ရှိတိုင်းကျိုင်းတုံမြို့အောင်ဆက်တဲ့တောင်းလိုက်တွင်တရင်တုံးနေအောင်သောအစိုးရဓမ္မစရိယဝိသေတော်ရအရှင်ဘုရားဂုံပြုတော်ဝဲအခမ်းအနားစဉ်များကိုအခမ်းအနားမစတဲ့ပြီးကြိုတင်ကကြားရှောက်ထားပါမယ်ဗျာအစီအစဉ်တဲ့နမောတတသုံးရသောတရားတော်ရဲ့အခမ်းအနားဖွင့်ခြင်းအစီအစဉ်နဲ့ကျိုင်းတုံမြို့တငယ်ကျောင်းသား၏ဒါနနာယကဆရာတော်ဗရဏဘောဓနာဓမ္မပရိသတ်များကငါးပါးဒီကံဆောက်နေရင်ဒီတဲ့လုံးတန်ဃာတော်ဆရာတို့ရွှေဘွားတွေတော်ဘွားတော်ပရိယာတော်များနာယီကြီးညူခြင်းဒီတဲ့လေးသောနာဓမ္မစရိယဝတ်စေတော်ရအရှင်ဥမ္မာ၏ဒီလိုပဋိခြင်းကိုကျိုင်းတို့ကဲတော်တိုင်းမျိုးမှာလက်တော်တိုင်းမျိုးဘုရားမောင်တော်ကဖတ်ကြားပူတော်ခြင်းစီစဉ်ကသာတော်များကသူ့ဘုရားပစ္စည်းများစက္ကန့်တန်းခြင်းအစီအစဉ်ချောင်းသာသနာ့ဓမ္မစရိယဝတ်တဲ့တော်ရအရှင်ဝိမလ၏ဘဝဖြစ်စဉ်ကိုသစ္စာဝါဒီဓမ္မစကြာဝတ်တင်ပွဲမှာရွတ်ပတ်ပူတော်ကြခြင်းအစီအစဉ်ခွင့်နဲ့သာသနာ့ဓမ္မစရိယဝတ်တဲ့တော်ရအရှင်ဝိမလဝတ်တဲ့ဓမ္မနဲ့လူဝပစ္စည်းများစက္ကန့်တန်းခြင်းအစီအစဉ်ရှိကျိုင်းတော်ရောသာသနာ့ဘောနာကြောင်းလိုက်ဘာသာနာယကဆရာတော်အကမဟာကဏ္ဍဝကပန္နိတအကမဟာသရမသုရိကရကဗရဏဝိဇ္ဇာရှင်တဲ့နာမှာလူသားမှုသူတို့ကနမောရဏတရားနာပြီးရဇတ်တော်တော်အနတ္တဝိဝေကြခြင်းစီစဉ်ကိုခန္ဓာဘုရားသာသနာပြည့်တဲ့သုံးရည်သူတောင်းရင်ခန္ဓာရုပ်တဲ့ခြင်းနဲ့စီစဉ်တဲ့ခန္ဓာအောင်နဲ့အတိမတ်ခြင်းရတနာရှင်မှုများရောလုံးမျိုးဖြစ်ပါတယ်ဗျာဒီပါရင်စီစဉ်တဲ့ရကြောင်းတော်ကြဘုံတော်ဆရာတော်ဘာသာရှင်တွေမှာဥဆောင်ပြီးအပရိသတ်ပေါင်းကနမောတတသုံးရည်သူတရားတော်ရဲ့ခန္ဓာဆွေးပြီးတော့ကြပါရဲ့ဒီလိုလေးကတော့ရှောက်တာပန်ကြပါဗျာနမောစီစဉ်ရကျိုင်းတုံကိုတန်လေးကျောင်းသားကြီးဗလာနာနိုင်ကဆရာတော်ဗရဏဘောဓနာစီစဉ်တဲ့နာမှာငါးပါးဒီကံဆောက်ရည်ဖြစ်ပါ၍ဆရာတော်ရှင်မြတ်ဗျာ
ငါးပါးဒီကချင်းပြီးတော့မပါရန်ယူသည်လေးမြတ်သောရှောက်ထားပါလိမ့်ဗျာခပရိသတ်ပေါင်းကငါးပါးဒီကခံဆောက်နေတဲ့အတွက်ဩဘာသာတော်ရုပ်ဖြင့်ညီညာပြပြကြောကြည့်ကြပါဦးလို့ခင်ဗျာယမဟာဝရမိတံဝတိ
နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားကရဏကိသာမိဓမ္မကရဏကိသာမိသံဃာကရဏကိသာမိဘုရားကရဏကိသာမိဓမ္မကရဏကိသာမိသံဃာကရဏကိသာမိဒုတိယပိဘုရားကရဏကိသာမိဒုတိယပိဓမ္မကရဏကိသာမိဒုတိယပိသံဃာကရဏကိသာမိဒုတိယပိဘုရားကရဏကိသာမိဒုတိယပိဓမ္မကရဏကိသာမိဒုတိယပိသံဃာကရဏကိသာမိတတိယပိဘုရားကရဏကိသာမိတတိယပိဓမ္မကရဏကိသာမိတတိယပိသံဃာကရဏကိသာမိတတိယပိဘုရားကရဏကိသာမိတတိယပိဓမ္မကရဏကိသာမိတတိယပိသံဃာကရဏကိသာမိဣဒနာကမ္မနာပရိပုဏ္ဏအာနာတိပါရှင်ဗျာအာနာတိပါဒဝေရမဏိသေဃဗရံသမာရိယာမိအာနာတိပါဒဝေရမဏိသေဃဗရံသမာရိယာမိအာဒိနာဒါနာဝေရမဏိသေဃဗရံသမာရိယာမိအာဒိနာဒါနာဝေရမဏိသေဃဗရံသမာရိယာမိကာမေသုမိစ္ဆာသာရာဝေရမဏိသေဃဗရံသမာရိယာမိကာမေသုမိစ္ဆာသာရာဝေရမဏိသေဃဗရံသမာရိယာမိဘုဒ္ဓဝါရာဝေရမဏိသေဃဗရံသမာရိယာမိဘုဒ္ဓဝါရာဝေရမဏိသေဃဗရံသမာရိယာမိသူရာမေရိယမိစ္ဆပမာယဒါနာဝေရမဏိသေဃဗရံသမာရိယာမိသူရာမေရိယမိစ္ဆပမာယဒါနာဝေရမဏိသေဃဗရံသမာရိယာမိဣဒံမေဒါနာဣဒံမေဒါနာဣဒံမေသီလံဣဒံမေသီလံဣဒံမေပုညံဣဒံမေပုညံနိဗ္ဗာနတနိဗ္ဗာနတပစ္စယောပစ္စယောဟောတုဟောတုဣဒရဏိနာတဟပိသသီလံဓမ္မပါဒုက္ခံကတဝံအပမဒိနာသံပါတိထာအစီအစဉ်ရဆရာတော်သားတော်ရှင်မြတ်တို့ကတော့ပြည်ရတော်များနာယူရည်စပါပြီတာတော်ရှင်မြတ်တို့ဗျာတပည့်တွေကများကြီးကိုရင်းကိုပါနာနာကောင်းကျိုးများဘောပါတဲ့အကြောင်းကပြည်ရတော်များရွှေပွားတဲ့လက်ဆွေးပြီးတော့ကြပါရဲ့ဒီလိုလေးနဲ့ဆိုရှောက်ထားပါတယ်ဗျာယကာနုဘဝတောယကာနိဝရတေတိပိသနာယံမိစေဝါနုသံသောရတေတိဝမတ္တတိတောလောကနုပတိတောသောသာဘပကေစိနပတ္တိဧဝမတိဂုရုပိတံပရိတံဓမ္မနာမဟိကရဏီယမတ္တကုတရေနယန္တသတ္တပဒာဘိသမိစ္ဆာသာရောသုသာတုသုသာတုအသောသတ္တမူရုနတ္တိမာနိသာနုတကောသာတုကရောသာရပတိသောသာတံဥပဟောတိသံတေယောသာနိဘကောသာအဘဂဘောကုလေသောနတုလေသောနသဂုတ္တမသရေကိစီယေနဝိညုပရေဥပဝရေယောဒုက္ခိနောဝါကိမိနောဟောတုသဗ္ဗတတ္တဘောတုဒုက္ခိတတ္တယေကေစီဗန္နဗုဒ္ဓတိကသဝါနဝရဝနဝတိတာဒီဃဝါယေဝမန္တမစ္စိမာရတကာနုခတုနာဒေဇာဝါယေဝဒိဋ္ဌာယေဝလူရေဝတံတိအ
ယာရောသနာဝจิกာသိညာနိယမိယသဒုက္ခပိစီယမဟာတယတနိယဘုဒ္ဓဘာယုတာဧကဘုဒ္ဓမနုရခိဧဝံပိသဘာဝတေတုမနတံဘဝယေအပရိမာဏံမေတ္တေသသဗ္ဗလောကဓမ္မိမနတံဘဝယေအပရိမာဏံဘုဒ္ဓဒောသတိယေသာနံဘာရဟဝေရမတပ္ပတံစေတံသရဏိတေနောဝတေယနောယာဝတ္တဝိဒမိတောမိတံသတေအဋိတေယဓမ္မမိတံဝိဟာရမိဓမ္မာဟုဒိဋ္ဌိသဒုက္ခကမ္မသီလဝါရတနိနာတံပနောအာမေတဝိတေယကိရဏာယသာတဘဗတိယပုဏ္ဏရေတိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသာသရဏဓမ္မနောဒုက္ခတောလောကဝိတုနုဘောပုရိသဓမ္မသာရတိသတ္တဒေဝမနုဿနံဘုဒ္ဓောဘဂဝါသာဂတောဘဂဝတဓမ္မောသံဃိတိကောကာလိကောဧပတိကောပါတိကောဝိသ ဓမ္မစရိယဝရသေတော်ရအရှင်ဘုရား၏ဒီရောဂတိခြင်းကိုသတ်တော်နေပါဗျာတွေ့ပါလေဆရာတော်ရှင်ဘုရား၏ဒီရောဂတိခြင်းကိုခန္ဓာမုတ္တိကျန်တော်နိုင်မှုရသည်ကိုဓမ္မတော်မှာအကြဘုရားကိုပြုလုပ်ပါရကျိုးတည်နေစွာရှောက်ထားပါလေဗျာရှမ်းပြည်နယ်ရှိပိုင်းကျမ်းတော်မျိုးအောင်ဆက်တဲ့တော်ကြောင့်လည်းတရင်တော်နေတော်မူသောနိုင်ငံတော်ဆိုရသံဃာ့ဓမ္မစရိယဝတ်တော်ရအရှင်ဘုရားဒီမြန်မာ၏ဒီရောဂတိအကျဉ်းပါဗျာလူကြီးလူလာဘာနဲ့လားသံဃာ့ဓမ္မစရိယဝတ်တော်ရအရှင်ဘုရားကိုစကားကြတဲ့တာကြီးရေဦးမြို့နယ်အောင်ဆက်ရဘုံခန်းနေခမဲတော်ဥမောင်ဝေမေတော်ငင်းဝင်တို့မှာ1348ခုနှစ်တော်သန်းလာလို့တော်73ရက်တရားဆယ်လ1986နှစ်တွင်မင်းရှုတတ်တဲ့မောင်တော်မူခဲ့ပါပြီ။မောင်မင်းတို့မောင်မြတ်စွာဘုရားမောင်ရဲအောင်တို့မူခြင်းသုံးရှိရာအရှင်ဘုရားသည်တတရားမြောက်သာလာရဖြစ်ပါလိမ့်ဗျာ။လောကီပညာတင်ယူရာအရှင်ဘုရားနောင်ရာမောင်အောင်ရဲအောင်တို့သည်2004ခုနှစ်တွင်ကျိုင်းတော်မျိုးအမှတ်1အခြေခံဉာဏ်တရားကျောင်းမှာတက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်ခဲ့ပြီး2009ခုနှစ်တွင်ကျိုင်းတော်တက္ကသိုလ်မှာဒီမြန်မာဘက်ကိုယာယီထားခဲ့ပါလိမ့်ဗျာသာသနာတော်ဝင်ကရှင်သာမဏေဘဝမောင်ရဲအောင်တို့သည်အသက်20နှစ်အရွယ်ရောက်နေတွင်1993ခုနှစ်အစုံတော်က4ရက်နေ့၌ရှမ်းပြည်နယ်ရှေးပိုင်းကျိုင်းတော်မြို့သာသနာ့ဘုံလာကျောင်း၌ဗရဏနာယကဆရာတော်အကမဟာကန္ထဝါစကပါဠိယအကမဟာတရမသောတိကတို့ကမဟာဓမ္မစရိယအမေကိုဥပ္ပဇေပြုရဲ့ကျိုင်းတော်မြို့ဗမာလေးရက်ွက်နေအလုဒါယကဥထုံးသားလူဒါယကမှာဒေါသဝမ်းမသာတို့၏ပစ္စယလောကကိုခံယူကာရှင်သာမဏေဖြစ်သို့ရောက်ရှိခဲ့ပါသည်ဘဝဝေမှာရှင်ဝိနာဖြစ်ပါလေဗျာတစင်တလန်မြန်မာရှင်ဝိနာသည်ရှင်သာမဏေဝိနောက်တည့်ကစုံလာလနဲ့နေ့၌သာမဏေဝဒနာကျောင်း၌ဘာရဏနိုင်ကဆရာတော်ဘာရဏဝိပယကိုပင်ဥပ္ပဇေပြု၍ယဟန်ဒါယကဥတိုက်ထောင်းယဟန်ဒါယကမှာဒေါ်လာဝမိသားတို့၏ပြည့်စရာလောကကိုခံယူမှာသာသနာ့ဘုံနာခန္ဓာတင်တော်မြတ်၌မြင့်မြတ်သောယဟန်ပြည့်သို့တက်လန်းရောက်ရှိခဲ့ပါသည်ဘွဲ့အမြင်မှာအရှင်ဝိမလပင်ဖြစ်ပါလေဗျာဘုနောဘသံဃာကန္တရှင်မင်္ဂလာအရှင်ဝိမလသည်ခမဲတော်ဥမောင်ဝေမေတော်ဗန္ဓေမှုတို့၏တော်နေမိသားစုဦးမင်းသိထုံမတ္တနာမိသားစုဦးမင်းစောထုံမခင်ပြင်းခင်ချုပ်ထုံမိသားစုကျိုင်းတော်မြို့
ဥကျော်လုံးဒေါ်အေးမိသားစုမအေးပါလိမ့်တိုင်းလက်တို့၏ဘုနောဘတာသမဏကန္နချင်းမင်္ဂလာကိုပြုလုပ်ခဲ့ပါလိမ့်ဗျာပရိသေသာဝေများတင်ရင်စီကိုခြင်းအရှင်ဝိမလသည်ကျိုင်းတော်မျိုးတာရဏဝေဘာလာကျောင်း၌ဗราဏနာယကအဂမဟာကာဏဝါစကပတိယအဂမဟာတရမသောရိကတို့ကတာဝဏတက္ကတိယမဟာဓမ္မစရိယအနေဘုရင်ဗရဏဝေဘာလာနှင့်စာချနာယကဆရာတော်များဖြစ်သောဒေါက်တာအဂဒေနာဒေါက်တာဗရဏပညာနာရတံ၎င်းကျိုင်းတော်မျိုးခေရဝါဒဘုရားသာသနာပြုဘိုလ်ကျောင်း၌ဆရာတော်အဂမဟာတရမသောရိကတို့ကသာသနာတက္ကတိယမဟာစရိယဒီဘုရင်ဗရဏကျေစင်းရတဲ့၎င်းအခြေပြုဘူလာရမှာစ၍ဗရမကြီးလန်းအောင်မြင်ခြင်းရှိပရိသေစာပေများကိုသင်ယူခဲ့ပါလိမ့်ဗျာပြောင်းရွှေ့ပုံရင်ပညာနဲ့ဘုံမတ်နဲ့အရှင်ဝိမလသည်မျက်စိနဲ့နာမပွင့်ညာကလောကအလယ်ဂုံသိငယ်၏မျက်စိနဲ့နာပွင့်လင်းညာကလောကအလယ်ဂုံသိတဲ့၏ဟူသောရှေးရှေးဆရာတော်ကြီးတို့၏သူစကားမိမှန်ကြံများနေပြီမျက်စိနဲ့နာပွင့်လင်းစေရန်1356ခုနှစ်တွင်မန္တလေးမြို့တက္ကိနာယာမဘုရားကြီးအလေးတကြီးဆရာတော်ဗရဏခေမသာရဗရဏနေတနိယတာဝနာဇောတိကာယောကျောင်းဆရာတော်ဗရဏဝါဒဝဒေါနာချံအကိုကျောင်းဆရာတော်ဗရဏဝဏိကဝဏိတရစာကြတော်မဟာမင်းရှင်တိုက်ဆရာတော်ဗရဏပညာနန္ဒသင်္ကာရတောင်ပြင်ထီးလင်းကျောင်းတဲ့ဆရာတော်ကြီးများညောင်ကန်ကျောင်းတဲ့ဆရာတော်ကြီးများမဟာနန္ဒီဒေနာယာမကျောင်းတဲ့ဆရာတော်ကြီးများမဟာဓမ္မိကာယာမတိုင်နန္ဒာနိုင်ဘိုလ်ကျောင်းဆရာတော်ဗရဏသူစိတ်တာဒီဝန္တာသာသတာဓမ္မစရိယတို့ထံတွင်၎င်းဓမ္မစရိယဆိုင်ရာပရိသေသာဝေကျမ်းဂန်များကိုဆရာကြီးကြသင်ယူပြုခဲ့ပါလေဗျာတို့ပြင်မစိုးရင်ပြတ်တဲ့မဟာနာယကဆရာတော်များပြောက်ဘုသောနိုင်ငံတော်ကဏ္ဍမဟာနာယကဘွယ်ဒုတိယဘုရားဆရာတော်ဗရဏကိတရာပြုဝနာမဟာနာယကဆရာတော်နိုင်ငံတော်ကဏ္ဍမဟာနာယကဘွယ်ကျိုးတော်ဆရာတော်ဗရဏဝါဒေနာပြုဝနာဗရဏအိန္ဒကာသင်္ကာရပြုဝနာဓမ္မကာဝကျောင်းဆရာတော်ဗရဏတိတ်ခေကြီးရပြုဝနာဓမ္မဝိနည်းရန်ဒီကျောင်းဆရာတော်ဗရဏပညာပြုဝနာဓမ္မတုဝနာမေတ္တာကျောင်းဆရာတော်ဗရဏဥဒိတာပြုဝနာဓမ္မဒီကလကျောင်းဆရာတော်ဗရဏသာမယပြုဝနာတို့ထံတွင်၎င်းဓမ္မစည်းရတဲ့ဆိုင်ရာပြည့်စုံတော်များကိုတင်ပြပြုခဲ့ပါလိမ့်ဗျာအောင်မြင်တဲ့သောပြည့်စုံတော်များအရှင်ဝိမလပြီ1352ခုနှစ်တွင်အစိုးရပါခဲ့တာ1359ခုနှစ်တွင်အစိုးရပါပထမလက်တန်း1359ခုနှစ်တွင်အစိုးရပါလက်တန်း1360ခုနှစ်တွင်ဓမ္မစရိယပါဠိကကျမ်း1385ခုနှစ်တွင်ဓမ္မစရိယအထာတရိနိကျမ်း1386ခုနှစ်တွင်ဓမ္မစရိယသက်ကကျမ်းတို့ကိုအောင်မြင်ခဲ့ပြီးဓမ္မစရိယသက်ကကျမ်းတို့ကိုအောင်မြင်ဖြစ်၍1389ခုနှစ်တွင်1389ခုနှစ်ဘုရားတော်တော်9ရက်10ရက်တလ2026ခုနှစ်ဘုရားခုနှစ်တွင်ပြည်တော်သမ္မတမြန်မာနိုင်ငံတော်အစိုးရသာသနာ့ရေးနဲ့ပြည်သူ့ဌာနသာသနာ့ရေးပြည်ဌာနကမန္တလေးမြို့မဟာအတုဒ္ဒရဏီမဟာအတုဒ္ဒဝေယံအတုမရှိကျောင်းတော်ကြီးတွင်ပြုလုပ်သည့်မဟာပေါ်လင်းတဲ့အခမ်းအနားကြီးတွင်သောင်းနာသဓမ္မစရိယဝိရတ္တကိုလူကံရရှိတော်မူခဲ့ပါလေဗျာထို့သို့သာသနာ့ဓမ္မစရိယဝိရတ္တကိုရရှိခဲ့တဲ့ခမဲတော်မေတော်နဲ့စေမျိုးတော်မျိုးတော်ပေါင်းတို့ကသူ့ပေါင်းရဲ့ဒုံမျိုးဘုရားတော်ကိုသိရဆောင်ရွက်ခဲ့ခြင်းဖြစ်ပါလေဗျာအာယရှင်သာဝနာယခုကသာသနာ့ဓမ္မစရိယဝိရတ္တတော်ရအရှင်ဝိမလသည်ကျိုင်းတော်မျိုးအောင်ဆက်တဲ့တောင်းကျောင်းတဲ့ဆရာတော်တတ္တမသတိကရကဗရဏကုမာရရဲ့အရေးအဝါဒကိုကိုလုံးကသာသနာတော်များကိုထမ်းဆောင်ရရှိပါလိမ့်ဗျာအရှင်ဝိမလသည်
အနာရောဂါကနေအသက်အရွယ်ရှင်ပြီးသာသနာတော်များကိုအားလုံးဝန်ဆိုင်ကျူးစားဆောင်နိုင်ပါလေကြောင်းပေါင်းစု၍တောင်းစုရပါနေအရှင်သခင်တို့ဘုရားအစီအစဉ်ရအောင်လို့ဒါဘုရားတို့ဒီကစက္ကန့်လည်းဖြစ်ပါတယ်ရှင်းဥစွာရဟန်းမေတော်ဒီတော်နည်းတွေမှာတန်မြဲအကြောင်းဆရာတော်ကသူ့ဘုရားဒီမှာစက္ကန့်လည်းပြပါရတာဒေသသာတန်ကြပါတယ်ဆက်လက်ရဟန်းတိုင်းကဥထုံးတိုင်းရဟန်းတိုင်းကမှာဒေါ်လာဝိုင်းမိသားစုတို့မှာသာသနာ့ဝတ္ထုလာတောင်းဆရာတော်ကဒီလိုလိုစီညာဆက်ကလေးတန်းပေးပါရဒေသသာပန်ကြပါတယ်ဆက်လက်ဦးမင်းစိုးတို့ငတ်ခင်ပြည်သူမိသားစုကအောင်စကြတောင်းဆရာတော်ကသူတို့လူစီနာဆက်ကလေးတန်းပေးပါရဒေသသာပန်ကြပါတယ်ဆက်လက်ဦးကျော်နဲ့ဒေါ်ကင်တို့မိသားစုမှာကျန်းတဲ့ဆရာတော်ကသူ့ဘုရားသူစီနာဆက်ကလေးတန်းပေးပါရဒေသသာပန်ကြပါတယ်ဆက်လက်ကြောင်းလာပေါ်သောလူရှင်များကကျန်ရှိသောတန်တော်ရှင်များတို့တန်ဒီဘုရားသူစီနာကြပြိုင်နဲ့ဆက်ကလေးတန်းပေးပါရဒေသသာပန်ကြပါတယ်ဆ
ဘာနာကဓမ္မစရိယဝရဒတော်ရအရှင်ဘုရား၏ဘဝဖြစ်စဉ်ကိုသစ္စာဝါဒီဓမ္မသစ္စာဝါသင်္မာရွတ်ပတ်တော်မူပါ၏သစ္စာဝါဒီဓမ္မသစ္စာဝါသင်္မာအရှင်ဘုရား၏ဘဝဖြစ်စဉ်ကိုရွတ်ပတ်တော်မူပါရန်လေးသာစွာကံကြားပါရနိုင်ငံတော်ဆိုရကာသနာသစ္စာဓမ္မစရိယဘဝတစေယအရှင်ဝိမလပြည်မြမအရှင်သူမြတ်၏ထေရဝတ်၏အချင်းကိုဘုံပြုဖွဲ့ဆိုသည့်ရှင်းလုံးဘက်အပြာများကိုရုပ်ဖတ်ပူဇော်ခွင့်ပြုတော်မူပါဗျာနမော
ဆက်လိုက်တယ်လမ်းမယ်တော့ဒီတော်လေးတွေမှာဓမ္မစရိယဘုရားတော်ရအရှင်ဘုရားရှင်လူဘုရားပစီမာစက္ကလတပေးပါရလေးလာတော့တန်ကြပါတယ်ဆက်လိုက်တယ်ရန်တိုင်းကဦးထွန်းတိုင်းရန်တိုင်းကမှာဒေါ်လာဝိုင်းတာသူမှာဘုရားတော်ရဆရာတော်ဒီဘုရားသူကစက္ကလတပေးပါရလေးလာတော့တန်ကြပါတယ် ဆက်လိုက်ရင်ကုန်းမင်းစိုးထုံးတော့မက်ကင်ပြေပြေထုံးကြလို့မှာဝိသုဒ္ဓရဆရာတော်ဘုရားရှင်နာဆက်ကလတပေးပါရလေးလာတော့တန်ကြပါတယ်ဒီစလိုက်ပြလိုက်ဒါတော့ဘယ်လိုလဲဘယ်လိုလဲဟုတ်လားညောင်းရအောင်တော်တယ်ဒေတာဆက်လေဦးကျော်နဲ့ဒေါ်ခင်တို့တို့နေတာကဘုရားတော်ရဆရာတော်ကဘုရားပစီနာဆက်လို့တန်းပေးပါရဒေတာသာတန်ကြပါတယ်ဆက်လိုက်ဦးညွန့်အောင်ဒေါ်အေးစွမ်းတဲ့ချိန်ကဘုရားတော်ရဆရာတော်ဒီလိုဒီမှာဆက်လို့တန်းပေးပါရဒေတာသာတန်ကြပါတယ်ဆက်လေဦးအောင်ကျော်ဦးဒေါ်မာနဲ့မိသားစုမှာဘုရားတော်ရဆရာတော်ကဒီလိုဒီမှာဆက်လို့တန်းပေးပါရဒေတာသာတန်ကြပါတယ်ဆက်လေဦးဘိုဘိုထွန်းငါ့ဘာသာမိသားစုမှာဘုရားတော်ရဆရာတော်ကဒီလိုဒီမှာဆက်လို့တန်းပေးပါရဒေတာသာတန်ကြပါတယ်ဆက်လေဘိုးကြီးပြည့်ပြူတာမဆုမြတ်ကျော်မိသားစုမှာဘုရားတော်ရဆရာတော်ကဒီလိုဒီမှာဆက်လို့တန်းပေးပါရဒေတာသာတန်ကြပါတယ်ဆက်
ဆက်လက်ပြီးကိုဆိုင်မန္နန္ဒဝမိသားစုမှာဝရသိတော်ရဆရာတော်ကသူတို့စီမံဆက်ကလူတန်းပေးပါရင်လေးသားစွာပန်ကြားပါတယ်ဆက်လက်ကိုညူကျော်မမျိုးမျိုးမိသားစုမှာဝရသိတော်ရဆရာတော်ကသူတို့စီမံဆက်ကလူတန်းပေးပါရင်လေးသားစွာပန်ကြားပါတယ်အစီအစဉ်ဟာကျိုင်းလိုမျိုးသာသနာ့ဘုံလာကြောင်းလိုက်ဗရဏနာယကဆရာတော်အဂမဟာကန္ထဝါစကပန္တိတာအဂမဟာတလမသောရိကရုဒဗရဏဝိရိယအရှင်မြတ်တော်မှာဒီလိုဆိုကြလို့နမောရဏရဟနာကြီးရေသာတော်တော်အမြတ်တန်လို့နေပါလေဗျာဆိုလိုပါလေဆရာတော်ရှင်မြတ်ဗျာသူတော်မှုလို့နမောရဏရဟနာရေသာတော်တော်ရာရှင်းပြတော့ပါရင်ယုံကြည်နေစွာရှောက်ထားပါလေဗျာသကေတိစရိတောဓမ္မောယာဝမကံဝိပစ္စတိကတမသရထတတမံသတဝတထုသာသမေဘဝတောမလိကံဘုလိတံမြင်းမြင်းသူရာရာရွယ်ချောင်းစုပန်တော်မေစုပေါင်းညာစီဝေလာတိညာစွာသောတောဘုရောကောင်းပေါင်းတို့ဓမ္မောရှိကရောကောင်းဘောရိလောင်းတို့လောင်းခြင်းစေဆယေဝိတိငါယေတိနာမေတ္တာနာနေသမတဝိပ္ပနေယစင်ဘောကုစုတရားတိတကေမိစရိတောတတိပကညတဘဝတော်သိဆောင်ကျိုးကိုဝါဒမယယေပေယောဝမကံဘဝပရိသနေသတေကံဖြတ်နိုင်ပြီးအမြိုက်ကောင်းချုပ်လောကုတ္တရာခယံဒီပါသောမတုတိုင်ကောင်းဝိပစ္စတိအာယဝေယေလနာကျေကျိုးကိနိုင်ပါပြီကတ္တမထုကြောင့်ဒုံမေတ္တာတရားချစ်ကစေကောင်းဝင်သည်တေဘုရောဇေပေါင်းပရိသတ်ပေါင်းတို့လို့သည်သတ္ထုဒါနမိကပိကဝါတို့လေးပါနဲ့တက္ကတပံကျုံရခဲကမြတ်ရဏသာသနာတော်မြတ်ကြီးများသတ္တမရှိသောကောင်းဘောဒီတော်တို့နာမကျင့်စေစေဝင်သည်ငါယေတိကမြတ်ဒါနနှင့်သမတဝိပ္ပမေယရှင်ဘောကုသိုလ်တရားကိုစရထာခွင့်သာတောင်းအခါကောင်းကိုအကြောင်းတိုင်းဆုံးကျိုးစား၍ပြင်ကျင်လိုက်ကြကုန်ရာတတိသာသာဒီနေ့ကျမပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုရှင်များတဲ့ကုသိုလ်ကောင်းမှုတော်များကဒီမှာနိုင်ငံတော်ဆိုရသာသနာရေးနဲ့ကျေးဇူးဝန်ကြီးဌာနမှဆက်ကပ်ပြန်သောသာသနာ့ကိစ္စဗမာစရိယဘုရားစိတ်တော်ကိုအမှုခံရရှိတော်မူသောရှင်ဝိမလဘီအေမြန်မာစာထုပြုပါအရှင်ရပါယနေ့ဘေရောကမိတော်များနဲ့ညာတကာကမများညီကုမောင်တော်များသေယုသားချင်းများတပိတကာကမများကကုဏဝိတိတ်ထထက်ဆင့်သဖြင့်ထက်ဆင့်ပူဇာသဖြင့်စီရင်ကျင့်ပပြုလုပ်တဲ့ကုဏဝိတိတ်ထပူဇာသဖြင့်မဟာကုသိုလ်တော်အခမ်းအနားဖြစ်ပါတယ်ကုသိုလ်ရှင်တို့ရှင်တော်စင်တို့ကမိမိတို့တဏ္ဍာမှာသက်ရှိရာနာမည်ယံဘေကိယောကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းကြိုးပါ38ပြားမင်္ဂလာတရားတော်နဲ့ညီပူဇော်နိုင်သောပုဂ္ဂိုလ်တို့ဟာပူဇော်ခြင်းဟာကောင်းမြတ်တဲ့မင်္ဂလာဖြစ်တဲ့ပူဇာစပူဇာနိယနဲ့ဣတံမင်္ဂလာဘုရားမန်ဆိုတဲ့အတိုင်းပဲပူဇော်လိုက်တဲ့အရှင်မြတ်ကိုပူဇော်လိုက်တဲ့အတွက်ကြောင့်ပုဇော်ရှင်ရဲ့တဏ္ဍာမှာလည်းပဲပူဇဏီယပူဇေတတ်ပါကောင်းမှုမင်္ဂလာဖြစ်တဲ့မြတ်စွာဘုရားရှင်ကလောကီမင်္ဂလာလောကုတ္တရာမင်္ဂလာတို့မင်္ဂလာနှစ်ဖြာဟောထားတဲ့အနက်ကယနေ့ပူဇော်တာဖြစ်လောကုတ္တရာမင်္ဂလာဖြစ်တဲ့38ဖြာမင်္ဂလာမှာပါတဲ့အတွက်ကြောင့်လောကုတ္တရာကုသိုလ်မင်္ဂလာဖြစ်တဲ့မင်္ဂလာဆိုရင်မေကံပါပံလူနာတိစိတ်တတိမင်္ဂလာမေကံပါပံမကောင်းမှုအကုသိုလ်ဘုရားများကိုလူနာတိစိတ်တတိပေတ္တတယိဣဒသမထုကြောင့်မင်္ဂလာတို့ညီယနေ့
အလုံးရှင်များပူဇော်လိုက်တဲ့အရှင်မြတ်ကိုပူဇော်တာဟာကုသိုလ်ကောင်းမှုကိုဖြစ်စေတဲ့အကုသိုလ်ဒုက္ခတရားများကိုပယ်တတ်တဲ့ကိစ္စရှိတဲ့အတွက်ကြောင့်မင်္ဂလာလောကုတ္တရာမင်္ဂလာလို့ခေါ်တဲ့ပူဇနီယပူဇေတ္တကောင်းမှုမင်္ဂလာကိုအကြောင်းပြုပြီးတော့ဘုရားကိုရှိသောသံဃာတော်ရှင်သူများတို့ဟာပြည့်ပြည့်ဝကိုယ်တိုင်တန်းနဲ့ဒါနေစကုသိုလ်မင်္ဂလာဖြစ်တဲ့သံဃာတော်ရှင်သူများတွေကိုပူဇော်ခွင့်ကြည်ညိုခွင့်ရတဲ့သမဏနေစတတ္တနာကုသိုလ်မင်္ဂလာလည်းဖြစ်တဲ့အခါရောစွာမြတ်စွာဘုရားရှင်ရဲ့တရားဒေသနာတော်များကိုယူသေးစွာနာယူကြမှတ်သားကြကြည်ညိုကြတဲ့ကာလီနာဓမ္မသဝနာမင်္ဂလာတွေလည်းဖြစ်တဲ့ယနေ့38ရာမင်္ဂလာတွေကမင်္ဂလာတရား5ပါးလောက်ဘုရှင်ရဲ့တန်တာမှာဖြစ်ပေါ်ဥပ္ပသွားပြီးဒါကြောင့်မိမိတို့မြတ်စွာဘုရားရှင်ဟောကြားထားတဲ့မင်္ဂလာများတော်တွေညီဘုရားဝိသေသထက်ဆင့်ပူဇာခြင်းပြုလုပ်ကြတဲ့ဘုရှင်များဟာလည်းမြတ်စွာဘုရားရှင်ဟောကြားထားတဲ့ဒေသနာတော်ရကြည့်မယ်ဆိုရင်ဣဒမောရတိဝိသမောရတိကတ္တပုညဥပိယထမောရတိသောမောရတိသောမောရတိဒိဋ္ဌဝကမ္မဝိသုဒ္ဓိမတလောတဲ့တရားဆောင်တဲ့တရားနာတရားကျင့်သုံးတဲ့ဓမ္မိကဥပဒကကိုကြောင်းပြုပြီးတော့ဟောကြားထားတဲ့တရားဒေသနာတော်ဖြစ်ပါတယ်တုတိတနတ်ပြည်ကိုရောက်သွားတဲ့ဓမ္မိကဥပဒကကိုကြောင်းပြုပြီးတော့မြတ်စွာဘုရားရှင်ကကတ္တပုညယခုကဲ့သို့ပြုအပ်ပြီးတော့ကုသိုလ်ကောင်းမှုရှိသောပုဂ္ဂိုလ်သည်ဣဒာဤပစ္စုပန်ဘဝ၌လည်းပဲဝတ္တတိကိုပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုမြင်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏ပစ္ဆာတမနောဘဝ၌လည်းပဲမောတ္တတိဝမ်းမြောက်ရ၏ဥပ္ပယတပစ္စုပန်တမနောနတန်သောဘဝတို့၌မောတ္တတိဝမ်းမြောက်ရ၏သောထိုကဲ့သို့သောကုသိုလ်ကောင်းမှုပြုလုပ်တာသောပုဂ္ဂိုလ်သည်အတနောမိမိ၏ဝိတုဒ္ဓေစင်ကြယ်သောကံကံမှုကိုဒိဋ္ဌဝါမြင်၍ဝါမြင်ရသည်ရှိသောမောတ္တတိဝမ်းမြောက်ရ၏ပမောတ္တတိဝိမြာကိုလုံးသောဝမ်းမြောက်ရ၏ယနေ့မိမိတို့ဝိတုဒ္ဓတဲ့သာယရဏယံကံဝိတာတဲ့သာယရဏမိမိရဲ့ညီမိမိတို့ရဲ့သူအစရှိတရားဖြင့်မိမိတို့ဟာပူဇော်တဲ့ပုဂ္ဂိုလ်ကိုရှင်ဘုရားပူဇော်တဲ့ပုဂ္ဂိုလ်များယနေ့ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုကိုပြုလုပ်ရရောက်တဲ့ဒီကဲ့သို့သောဒါနသီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုများကိုပြုလုပ်ထားပြီးဆိုရင်ပစ္စုပန်တမနောနတန်သောဘဝတို့မှာဝမ်းမြောက်ဝမ်းသာဖြစ်စေနိုင်တဲ့ကုသိုလ်ကောင်းမှုတရားများဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကပုံညာဝဒုက္ခဇနိတိအပုံညာဒုက္ခဇနိတိတတ္တမပုံညာဝကတ္တဗံအပုံညာနာသကတ္တဗံပုံညာယခုလိုကုသိုလ်ကောင်းမှုပြုကြတဲ့အမှုရှင်များသည်ဒုက္ခကောင်းကျိုးချမ်းသာကိုဇနိတိဖြစ်စေနိုင်၏အပုံညာမကောင်းမှုအကုသိုလ်တရားသည်ဒုက္ခဆင်းရဲကိုဇနိတိဖြစ်စေကြ၏တတ္တမထို့ကြောင့်ကောင်းမှုကချမ်းသာကိုဖြစ်စေတဲ့မကောင်းမှုကဆင်းရဲကိုဖြစ်စေတဲ့ဒီဖြစ်ကြောင်းပုံညာဝကုသိုလ်ကောင်းမှုမောတာလေကာယဗံဒုတ္တယိအပုံညာမကောင်းမှုကိုနာသကာတဗံဒုတ္တယိဆိုတဲ့ဒေသနာရကြည့်ရဆိုရင်လည်းယနေ့ပူဇော်တဲ့ပုဂ္ဂိုလ်ပူဇော်ခြင်းအပြင်မိမိတို့တန်တော်မှာဖြစ်သွားတဲ့ကုသိုလ်ကောင်းမှုတရားဒုက္ခကောင်းမှုချမ်းသာကိုဇနီးကြီးဖြစ်စေနိုင်တဲ့ကောင်းမှုချမ်းသာများကိုဖြစ်စေနိုင်တဲ့ကုသိုလ်ကောင်းမှုတရားများကိုတို့ဘုရားဝိတ္တပူဇာမင်္ဂလာကိုအကြောင်းပြုပြီးတော့မိမိတို့တန်တော်မှာဖြစ်ပေါ်ဥပ္ပသွားပြီးဒီဝိတုရှင်များကဝမ်းမြောက်ဝမ်းသာဖြစ်နေရမယ်ဒါကြောင့်မိမိတို့ဒါနသီလဘာဝနာဆိုတဲ့လုပ်ငန်းစဉ်တွေဆက်သလုံးကိုလည်းပဲပြုလုပ်ရရောက်တယ်ဘုရားသဘုရားတရားနာမင်္ဂလာတရားတော်အရပူဇော်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ရင်းနဲ့မြတ်စွာဘုရားရှင်ရဲ့တရားဒေသနာတော်များကိုလူသေးစွာနာယူမှတ်သားပြုရတဲ့ကာလိနာဓမ္မသဝနာမင်္ဂလာသံဃာတော်ရှင်လူများတွေကိုပူဇော်ပြီးကြီးညိုခွင့်ရတဲ့သမဏနိစ္စတဒနာမင်္ဂလာတိုးခွင့်တန်းခွင့်ရတဲ့ဒါနိစ္စကုသိုလ်မင်္ဂလာတွေကုသိုလ်ရှင်လူရှင်ရဲ့တန်ကြမှာဖြစ်ပေါ်ဥပ္ပသွားပြီးလို့ဘုရားဝိကတဘုရားသွေးစေจิตပညာကုသိုလ်ကုသိုလ်ရှင်လူရှင်လူတော်တွေတို့ကဒီနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုများကိုပြေးပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်အပရစင်နာများပေါ်များနိုင်ကိုရန်ဦးဇင်းကမြတ်စွာဘုရားရှင်ရဲ့တရားဒေသနာတော်များကိုဝမ်းမြောက်ဝမ်းသာဖြစ်ပေါ်ရအနုမောဒနာတရားဖြစ်ဖြစ်အကျဉ်းချုပ်ပေါ်ကြပြပါလေသဗ္ဗပပတအကရဏံကုသလကုပသမ္ပတာသစိတပရိယောတကနယိတဗုဒ္ဓနာသရဏံသဗ္ဗပပတယောမတောတွဟောယံတကုဝကုသဝသုစုကိုအကရဏံလုံးဝပြောင်းစင်အောင်ရှောင်ရည်မှုမပြုလုပ်ခြင်း၎င်းကုသလကကာမမသောလောကဝတိရှိရှိသမျှကုသလကိုဥပဒမရကစိတ်နဲ့တဆေရည်တည်းအောင်မလေးကုန်တွေဖြစ်ဖြစ်နေခြင်း၎င်းသာစိတ်ကပရိယောတပနမိမိစေယဘုဒ္ဓဝိတိကရုတေဟံေပြုစေလူနေခြင်း၎င်းဧတအကုသိုလ်ကိကုသိုလ်တွေ့၍စေယစေယောဟိတုပြုတိဘုဒ္ဓနာကိငါတေစုဘုနောမူတိသုဇောတောထမြတ်ဗျာတို့၏သာရဏံရုံရဲ့လုံးရထုံရဖြင့်လုံးရပါစေဆုံးမတော်မူကြည်ဖြစ်ပါ၏တည်း
သာသနာ့တသဓမ္မစရိယဘုသေတော်ရရှင်ဝိမလဘီကြီးမြမသာကုဏဝိတိကဘုရားသခင်ကိုအကြောင်းပြုပြီးမိမိတို့တန်ကြာမှာဖြစ်ပေါ်ဥပ္ပသွားခဲ့သောဌာနတိလဘာဝနာစသောကုသိုလ်ကောင်းမှုများကိုသုံးရတဲ့ဘုံသားတွေကိုအများတန်းပေးဝေထက်ချရအောင်အာနဝနုရှင်များဝစီကံကုသိုလ်ဖြစ်ပါစေသောငါဉာဏ်ဖြဖြလိုက်ပြီးဆိုကြပါသူတော်ကောင်းကောင်းတို့ချမယ်ဣဒံနောဘုံညံဧဘာနတ္တသယောဟောတုနောအမတံယရဏသုံးပါးဘုံတော်များကိုဒေသကြည်ညိုယုတရားထားခြင်းရှိကြပါတော့မိတော်တို့၏ဣဒံဘုံညံဤယနေ့ယခုသာသနာတသဓမ္မစရိယဝတ်သိတော်ကိုအလူခံရရှိတော်မူသောအရှင်မြတ်အရှင်ဝိမလဘီအေမြမသာစုပေါင်း၍ဘုနာဝိတေခအစေဘုရားသဘေကိုအကြောင်းပြု၍အသက်ရှိရာအနာမေယယံဘေကိညာဘောမူဝိငလာဖြစ်ပါစေခြင်းအကျိုးငါကောင်းမြတ်သောဇီဝကြိကောင်းမြတ်သောစိတ်ဓာတ်တို့ဖြင့်တရားမှုရှိသောသံဃာတော်ရှင်မြတ်တို့အားယုတေစွာပြည့်စုံမြတ်လျက်ဘုံမြတ်သောဆွမ်းကောင်းစေပစ္စည်းလေးပါဒုဝရာယာဘုရားနိုင်ကိုယံနဝကမ္မအလုံးဝေအစရှိသောဘုရားဝေယရာပြာတို့ဖြင့်စေတနာလုံးတည်းညထမ်း၍သက္ကဘုရားရသောအနာကုသိုလ်ဘုမတပါဝတ္တိတော်ရအရှင်မြတ်အားဝတ္တိတော်အောင်လမဏိနဝကမ္မအလူဝေတို့ကိုစုပေါင်း၍သက္ကဘုရားရသောအနာကုသိုလ်ဣန္ဒနာပါဏိသို့သောဒီနာတော်မြတ်တို့ကိုကျင့်တော်ခံယူသောတိယသောဒီနာကုသိုလ်ဘုရားရှင်၏ကျွေးနှုတ်တော်အတွက်အန္တရာယ်ကင်းဘိက္ခဒနာတော်မှတ်သားဝေယအနုမောဒနာဒီဒနာတော်တို့ကိုတတ္ထကြည်ပြုနာယူရကြောင်းကောင်းမြတ်သောဘာဝနာကုသိုလ်စေတနာဖြာဖြာတိနိဗ္ဗာနတဘုနာတိဒုက္ခဗေဒုကိဝေယမယနိဗ္ဗာန်ပစ္စယောဘဂုလယမြအတိညာဖြင့်ဧကံထုတ်ချနမောခေနေဤမြေနာညောဘာကောင်းသောထဝပန္တိဟောတုစေစေမတွေဖြစ်ပါစေတည်းဒီကောင်းမှု၏အဖို့ဘာကကိုအတ္တအဖြစ်သင်္ရှားရှိကြမရှိကြသော
ဘူပွားဆွေမျိုးမိတ်ဆွေတော်ဆက်သမျှသောသင်္ဃာပေါင်းသူတော်ကောင်းတို့အား၎င်းဆရာသခင်ယေရုရှလင်တို့အား၎င်းအာဂတစုဘုမစုရုပ်ပစုအစရှိသောညမြတ်နကောနတ်ပေါင်းတို့အား၎င်းအထူးအားဖြင့်ဒီအောင်စကြတဝူကြောင့်လည်းကိုကြောင်းကြ၍ဒီကြကုန်သောဓမ္မတိဝါညမြတ်နကောနတ်ပေါင်းတို့အား၎င်းနတ်တို့တည်းဂျာမေလူရုတည်းအစိုးရမေရေတည်းဓမ္မမေမအစထား၍32ဘုံကျင်လေကုန်သောသုံးဆောင်များစွာသတ္တဝါအနန္တရူပအမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏သုံးဆောင်များစွာသတ္တဝါအနန္တရူတိကောင်းမှုရှင်ဖြစ်သောကုသိုလ်ရှင်ဖြစ်သောအဘိဓမ္မာတို့နှင့်သတ္တုထမြတ်မြာယာ၍ဝမ်းမြောက်မှုမောသာဓုခေါ်ဆိုနိုင်ကြသည်ဖြစ်ကြပါစေသောအောင်ဆက်ကြတော်တဲ့တဲ့တော်နေနေကောင်းသောတောင်းနာတာမသိရဘုရားတော်ရာအရှင်ဘုရား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 တော်ရဲ့ကံအောင်မြင်ပါပြီဖြစ်ပါလေဗျာ။ဒါဖြစ်ပါလေကြောတော်မကြဘူးတော့ဆရာတော်သာတော်ရှင်မြတ်တော်ဥဆောင်ပြီးအပရိသတ်ပေါင်းကဘုရားသာသနာရှိတဲ့ပြည်သူတို့ညီတွေဆောင်ပြီးအခမ်းအနားအောင်မြင်ပြီးကြောက်ပြီးအောင်ကြပါရဲ့။ဒီလိုလေးနဲ့တော့ရှောက်ထားခံကြပါလေဗျာ။ ဘုရားသာသနာရှိရာပိဋကတုဘုရားသာသနာရှိရာပိဋကတုဘုရားသာသနာရှိရာပိဋကတုသာဓုသာဓုသာဓုလူရှိတယ်ဘောလုံးကဒီနေ့ရတာရှင်တို့ဘုရားရဲ့အုပ်စုပါလေဒီမိသူရှိရှိလောကကလုခင်းရလို့ရှိတောင်းကြပါရဲ့လေးသားတော်ကလည်းပါလေဒီလက်ကနေကောင်းပါတော့ပါ